ဒီလိုမင်းလိုဖျားရဲ့တောင်ဘက်ကယာခင်းတွေကစေဒီအစုဝေးကိုရောက်ရှိနေပါတယ်ဒီမှာမိုးရွာထားတဲ့အတွက်တစ်ပင်တွေကအစိမ်းဆိုးပြီးတော့ကျူဘိုင်အေဒီ1084ခုနှစ်မှာကျန်းစင်မင်းသားတည်ထားခဲ့တဲ့ဘိတုကာနဲ့မွေရင်ချင်းမှုဘိတုကာလက်ရာတွေညားတဲ့စင်းလူတော်ကြီးကတော့ငကယုံဘုရားဖြစ်ပါတယ်။အေယာမတတိုင်းကြီးတွေရှိတယ်။တကားဘောင်းတုပ်တွေမှာထူးခြားချက်ကတကားဘောင်းတုပ်တွေမှာ4000တက်သားတုံးကြီးတွေကိုခံပြီးတော့မှတကားဘောင်းတုပ်တွေကိုတိဆောက်ထားတဲ့ဗကံခေတ်လက်ရာနော်စေရီတော်တစုမွေရင်ချင်းမှုတွေထွန်းကားတဲ့မွေရင်ချင်းမှုလက်ရာတွေအများပြားဒီဖျားမှာတွေ့နိုင်တယ်အလဲကောင်မှာတော့တော့ဖျားတဆူရှိပြီးတော့မှအဲ့ဖျားတဆူအပြင်ဘေးမှာမိုက်တဲ့မိုက်ဘေးမှာတဆူစီမှာလည်းအပယမုဒရာဟန်နဲ့ဖျားကြီးရှိဆိုရတယ်တစ်ဖက်တစ်ချက်မှာတော့လှပတဲ့ပကံခေတ်နတ်ရုပ်တွေနဲ့မုံထဲမှာနတ်ရကိုရောကြီးတဆူရှိပါတယ်ဘယ်ဘက်မှာတဆူညာဘက်မှာတဆူမတူညီတဲ့မုဒရာဟန်သားတွေနဲ့တိဆောက်ခဲ့တဲ့ငွေကြေးမှုထုတ်လွှမ်းတဲ့လက်ရာလို့ဆိုပါတယ်ဓာတ်ပုံရိုက်ခွင့်မပေးပါဘူး